ကျွန်တော်အမေကကျွန်တော်အလုပ်ကိုင်ကောင်းကောင်းတစ်ခုရနေပြီဆိုရင်အိမ်မက်ကိုတစ်လားနှစ်ခါလောက်မှတ်လို့ရှိတယ်။သူဖြစ်စီချင်တာကျွန်တော်တို့အမျိုးတွေကကိုပြေးလို့ပေါ့ဗျာ။ကိုပြေးဆိုတာကငငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့လူငယ်တယောက်။သူရဲ့အသက်20လောက်မှရင်ကိုပိုင်လုပ်ငန်းတစ်ခုစလုပ်နေနိုင်ပြီ။ဒါပေမဲ့အခုပြောမှာကိုပြေးအကြောင်းတော့မဟုတ်ပါဘူး။ကျွန်တော်အသက်18ပြည့်တာနဲ့အသက်22နှစ်လောက်ထိဘာအလုံးမှမမေရရမရှိသေးတဲ့လူငယ်တယောက်သူများတွေကလာကုန်လို့သူတို့မိဘကိုပတ်စံအပ်ကြတဲ့အချိန်ဆိုရင်ကျွန်တော်မေအိတ်တွေကပတ်စံ2000อ่ะကျွန်တော်လက်ထဲကိုရောက်နေပြီးနေပြီနောက်ဘဝကြရင်လေကျွန်တော်အမေစီမှာနွားတကောင်ပြန်ဖြစ်နေမလားတော့စဉ်းစားမိသေးတယ်အဲ့ဒီအရွယ်အပိုင်းခြားရဲ့ပညာရေးမှာဘဝကြီးကိုကျွန်တော်လွယ်ကူရလို့ထင်ခဲ့တာဗျသူများတွေကမင်းဘာလုပ်နေလဲလို့မေးဘာမှလုံးမနေဖြေရတာနည်းနည်းတော့အောက်တက်နိုင်တာပေါ့ကျွန်တော်ဘဝမှာသူနဲ့မှတိတ်မသွေးဖြစ်တဲ့နေ့တွေလို့တော့ပြောရမယ်ညနေဆိုရင်ကျွန်တော်တယောက်တည်းလမ်းနေရှာဖြစ်တယ်အဲ့ဒီချိန်မှာပဲသူနဲ့ကျွန်တော်နဲ့ဆုံးဖြစ်ခဲ့တာပါမမရရပြောရရင်ဇွန်လ10ရက်နေ့ရေဒီယိုရဲ့မိုးလေဝသအစီအစဉ်ကနေပြီးတော့ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မှာမိုးသက်လေပြင်းနေကြောက်မယ်လို့ကြေညာထားတဲ့နေ့တစ်နေ့မှာသူ့ကိုကျွန်တော်စတွေ့ခဲ့တယ်။နောက်တော့မိုးရီတဲစားပြူနေတော့မှာပဲသူကျွန်တော်မိသွားခဲ့ပါတယ်။သူနဲ့တွေ့ပြီးနောက်မှာတော့ကျွန်တော်အမေအိတ်ထဲကပတ်စံ2000ဆိုတာကျွန်တော်တို့ပြောစရာမကောင်းတော့ဘူးဗျအဲ့ဒီအချိန်တုန်းကကျွန်တော်ရဲ့ခက်ကြောင်ကြောင်အသွေးတစ်ခုပြောရရင်ကျွန်တော်ရနေတဲ့ပတ်စံ2000ကိုနေတိုင်းစုမယ်ပြီးတော့ရက်30ပြည့်နေကြရင်သူ့ကိုကျွန်တော်နဲ့အတူလမ်းလျှောက်ထွက်ဖို့ခေါ်မယ်အဲ့ဒီနေ့မှလည်းမိုးရေရွာနေလိမ့်မယ်သူကကျွန်တော်တို့တိုက်ကိုပြောင်းလာတာမကြသေးတဲ့ကောင်မလေးတစ်ယောက်ပါလှေကားမှသူတက်လာတဲ့အခါတိုင်းကြားနေရတဲ့ခြေတံရဲ့ဘေးကနေသူဖြတ်သွားတဲ့အခါတိုင်းကြံခဲ့တဲ့ရင်မွေးနဲ့ရဲ့အဲ့ဒီအရာလေးကကျွန်တော်ရဲ့တဏိတာအတိတ်ပဲရှိစေတယ်ဒါပေမဲ့လည်းသူ့ကိုကျွန်တော်စောင့်ကြည့်ရဲ့အဆင့်ကနေတော့မပိုခဲ့ဘူးပေါ့ဗျာပြီးတော့တချို့ညတွေမှာဆိုရင်သူ့အိမ်မက်မက်လေးရှိတယ်သူကမိုးရေထဲမှာအရန်ကြည့်လို့ကောင်းနေရပါပဲခင်ဗျားတို့ဘဝမှာကိုချစ်တဲ့သူတွေကဝမ်းနေတဲ့အခါဘာလို့ပြီးတတ်ကြလဲတရက်မှာတော့သူငိုနေအောင်ကျွန်တော်မြင်ခဲ့ရတယ်ဗျဒါပေမဲ့ကျွန်တော်မသိခဲ့ဘူးအဲ့လိုငိုနေတဲ့မိန်းကလေးတစ်ယောက်စီမှာသူ့ကိုအမြဲပျော်အောင်လုပ်ပေးမဲ့ဘေးတစ်ကောင်ရှိနေတတ်တာ哦ပြန်တွေးကြည့်ရင်လေအဲ့ဒီကကျွန်တော်ဘဝရဲ့အဆိုးဆုံးနေ့တွေကတနေ့ဖြစ်မယ်ထင်တယ်
အဲ့တုန်းကသူ့ရဲ့ဘဲနာမည်ကိုကျွန်တော်ကြားမိတာဂျော်နီလင်းတင်စကျွန်တော်ကတော့ဂျော်နီလင်းလို့ပဲစိတ်ထဲမှာထားလိုက်တယ်လူပုံကြည့်ရတာတော့ခက်တုံးတုံးနှောက်ဘူးတကောင်ပဲထင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရက်30မှတ်ခဲ့တဲ့အိမ်မက်တစ်ခုဂျော်နီလင်းကဖျက်ဆီးခဲ့တယ်ပြောရမှာပဲသူ့ရဲ့ကျေးဇူးနဲ့နောက်ပိုင်းကျွန်တော်ပတ်စံအိတ်ဒီမြင်ရတဲ့အခါတိုင်းမှာစိတ်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုရလာတဲ့အထိပဲအိမ်နေပြီးတော့မိုးရေထဲကျွန်တော်ကြာကြီးလျှောက်သွားဖြစ်လိုက်တယ်ကျွန်တော်ရဲ့စိတ်ထဲမှာအဲ့ဒီအဖြစ်အပျက်တစ်ခုမနာလိုနေခဲ့ရလားဒါမှမဟုတ်ဝမ်းနေခဲ့ရလားဆိုတော့အခုတော့ဝေခွဲလို့မရသေးဘူးနောက်ရကြတော့ဖျားရတာပါပဲမမရဲ့ရဖျားပြီးတော့အိမ်မက်ထဲမှာသူ့ကိုကျွန်တော်ကလက်ဆောင်တွေပေးနေတယ်နောက်နေ့မနက်လဲကြတော့ကျွန်တော်ရဲ့စိတ်ထဲမှာဘာမှမရှိတော့သူခံစားနေမိတယ်ကျွန်တော်မှာပုံမှန်အလုပ်ကံတစ်ခုမှရှိမနေတော့ဘူးဆောက်အပြစ်တင်လာမိရဲ့ထင်တယ်အဲ့ဒီနောက်မှာအမြဲပြောစိတ်တကောင်ဖြစ်လာတဲ့အိမ်မက်တစ်ခုကိုကျွန်တော်စမှတ်လာတယ်ပြောစိတ်တကောင်ဖြစ်ရတာကောင်းတယ်လို့တော့ကျွန်တော်မထင်ဘူးလူတွေကခမားရှိနေအောင်မသိဘဲနဲ့နင်းသွားကြမယ်ပြီးရင်မိုးရေရွာတိုင်းမိုးရေထဲမှာရက်ကန်ဖြစ်နေမယ်ကျွန်တော်အမေကိုပြောကြည့်ရောလေသူပြောတာအခုတလောကန်နေနေတာမျိုးတွေတဲ့အဲ့ဒါနဲ့သူအတိပေးရင်ဆရာတွေဘာတွေစီအောင်ရောက်သွားသေးတယ်အမှကျွန်တော်ရဲ့ပရွက်စိတ်တကောင်ဖြစ်နေရဆိုတဲ့အိမ်မက်ကိုသူ့ကိုပြောပြကြည့်တော့မင်းလောကမှာတကုံလို့လွင့်ပြီးတော့အောင်မြင်နေအောင်နာမည်ပြောင်းရမယ်အောင်မင်းခန့်ဆိုတော့အော်ခန့်မင်းအဲ့ဒီကစပြီးတော့ကျွန်တော်နာမည်ကိုအောင်မင်းခန့်ကနေအော်ခန့်မင်းဆိုပြီးတော့ပြောင်းလိုက်ရတော့တာပါပဲသူနဲ့ဂျွန်နီလင်းကိုတော့လှီကားမှာကျွန်တော်တခါတလေတွေ့ဖြစ်သေးတယ်ဂျွန်နီလင်းကကျွန်တော်တွေ့ရတဲ့အခါတိုင်းအောင်နိုင်သူတယောက်လိုကြည်နေလို့ခံစားမိရကျွန်တော်ပဲထင်နေရတာတော့မသိပါဘူးအဲ့ဒီရက်ဒီမှာကျွန်တော်အလုပ်တစ်ခုဥတီချင်မရှိပဲရှောက်ရှာနေခဲ့မိရကျွန်တော်မှသာအလုပ်ကင်တစ်ခုရှိနေအခုလိုမျိုးဖြစ်နေမယ်လို့မထင်ဘူးအဲ့ဒါကြောင့်သူ့ကျွန်တော်မေးဖို့ကြိုးစားတိုင်းကြာကြီးပြေးဖြစ်တယ်ပြီးတော့လမ်းတွေကိုဥတီချင်မရှိပဲနဲ့ရှောက်သွားတယ်အဲ့လိုလမ်းအဝေးရှောက်ပြီးရအခါကျရင်တော့ကျွန်တော်စိတ်ထဲနည်းနည်းပို့ပြီးတော့အဆင်ပြေလာတယ်ထင်တယ်လောကမှာလူတွေကနောက်ဆုံးတော့ခွဲခွာကြရတာကြီးပါပဲဒါကိုကျွန်တော်ကောင်းကောင်းနားလည်ပါတယ်တချို့လူတွေကကိုးပွားတယ်ခဏသာကြုံရတဲ့နေရာတစ်ခုမှာရှိမယ်ခဏသာပြောခဲ့ရတဲ့အချိန်တွေတသက်လို့ထင်လာမယ်ပြီးရင်အဲ့ဒီလူတွေကပဲသူတို့ဘဝကြီးကိုတခြားသူတို့ချစ်တဲ့လူတွေနဲ့ဖျက်ဆီးသွားကြမယ်အချိန်နည်းနည်းကြာတော့ကျွန်တော်သူ့ကိုမေးသွားပြီလို့ထင်ခဲ့တယ်ကျွန်တော်မရင်ချက်သေးတာကိုလည်းတ
ဖြည်းဖြည်းနားလည်လာတယ်ဒါပေမဲ့တခါတလေတော့သူနဲ့ကျွန်တော်အတူပါတဲ့အိမ်မက်တွေကိုမှတ်နေစေပါပဲဒါပေမဲ့ကန်တရားဆိုတာအမြဲတော့တသက်မှတ်တွေတော့ရှိမနေဘူးဗျခင်ဗျားဘဝမှာဒီနေ့ငိုနေရပြီမဲ့လေနောက်နေ့ကျတော့ထီထားပေါက်သွားမျိုးလည်းဖြစ်နိုင်တယ်ဒီလိုနဲ့ပဲတရက်မှာကျွန်တော်ဘဝရဲ့အပျော်ဆုံးနေ့ကိုပြန်ရောက်လာခဲ့တယ်你那是看来，哎，这种接了上就去拉面嘞，哎，那上面去拉面啥？你好，而且你哪里来背哦？俺都是那你说自己干的，这个买了上面好不？你自家我都不表呢喏，俺今天妈的你来背的，俺那俺阿子老亲呢，阿老背你啦，你看我们老老五了，你那看啥子的拿来的呢？你俺那啥多米呢？俺那米那啥多少？把家往去了。ရရနော်မင်းပြောတဲ့စကားမင်းမထားနော်မင်းဘက်ကအလောက်တော့ပြက်ချင်နေမှာတော့ငါလည်းပြက်တယ်စိတ်ထားပြက်တယ်ဒီမှာငါမလွားနေဘူးမှတ်ပါမမရရပြောရရင်မိုးနှောင်းကာလစက်တင်ဘာ10ရက်နေ့မှာပဲသူနဲ့ဂျော်နီလင်းတို့ပြတ်သွားကြတာပါကျွန်တော်ထင်တယ်ကျွန်တော်ဘဝရဲ့အပျော်ဆုံးနေ့တွေထဲမှာအဲ့တမီနဲ့ပါမယ်ထင်တယ်မင်းကြောင့်တွေ့ကိုအိပ်ပြတ်တဲ့ညတွေဝေးကြီးဝေးမလို့ညောင်းအိမ်မက်တွေတွေ့နေရောက်နေခံလေမင်းကြောင့်တွေ့တဲ့လို့ဘုခံလေမင်းကြောင့်တွေ့ကိုအိပ်ပြတ်တဲ့ညတွေဝေးကြီးဝေးမလို့ညောင်းအိမ်မက်တွေတွေ့နေရောက်နေခံလေမင်းကြောင့်တွေ့တဲ့လို့ဘုခံလေမင်းကြောင့်တွေ့ကိုအိပ်ပြတ်တဲ့ညတွေဝေးကြီးဝေးမလို့ညောင်းအိမ်မက်တွေတွေ့နေရောက်နေခံလေမင်းကြောင့်တွေ့တဲ့လို့ဘုခံလေအဲ့ဒီရက်ဒီမှာကျွန်တော်စဉ်းစားတယ်ဘဝမှာကိုယ်သဘောကျရတဲ့လူဘာမှစဉ်းစားမနေပဲတခါတော့စကားပြောပြီးတင်နေပေါ့အနည်းဆုံးတော့သူ့ကိုတတိထားမိသွားနိုင်တယ်ဒီလိုနဲ့ပဲမိုးရသည်ရဲ့နောက်ဆုံးလို့ထင်ရလောက်အောင်မိုးရီတဲတဲ့နေ့တစ်နေ့မှာသူ့ကိုကျွန်တော်စကားပြောပြခဲ့ပါတော့တယ်ဘယ်တော့မလို့လဲဒီကနေဝေးရတော့ပြမှာဟုတ်ဘယ်တော့ပြန်လာမှာလဲရန်ကုန်မှာဝေးနေရရွာနေတဲ့အချိန်ကျရင်ပြန်လာမှာပေါ့စက်တင်ဘာ19ရက်ရဲ့ညနေခင်းတစ်ခုမှာ
သူကကျွန်တော်တို့တိုက်ကနေအဝေးတနေရာကိုထွက်သွားခဲ့ပါတယ်သူထွက်သွားပြီးခဲ့တဲ့ကကျွန်တော်ရဲ့မိုးရသည်ဟာစောကြီးကုန်သွားခဲ့တယ်သူငားနေခဲ့တဲ့အခန်းကိုလည်းကိုပီရိုမီတာဆိုတာဝယ်လိုက်တယ်ကျွန်တော်ရဲ့ပျော်စိတ်တကောင်ဖြစ်လာတဲ့အိမ်မက်ကကိုပြီးဆိုးလာတယ်ဘာဖြစ်ဖြစ်ကျွန်တော်ယုံပါတယ်တနေ့ကျရင်ရန်ကုန်မြို့မှာမိုးရီနေတိုင်းရွာလာလိမ့်မယ်အဲ့ဒီချိန်ကျရင်သူနဲ့ကျွန်တော်ပြန်ဆုံနိုင်အောင်မလားသူကရောကျွန်တော်မှတ်မိနေမှာလားမိုးရီနေတိုင်းရွာတဲ့တရက်ရက်ရန်ကုန်မြို့ရဲ့မိုးရွာသည့်တရက်ရက်မှာသူနဲ့ကျွန်တော်အတူတူလမ်းလျှောက်ထွက်ပေးကြအောင်ပါရန်ကုန်မြို့နယ်အနီးတစ်ဝိုက်တွင်မိုးများနေတိုင်းရွာသွန်းလာခြင်းကြောင့်မြို့နယ်အချို့မှာရေကြီးရေရှမ်းခြင်းများဖြစ်ပေါ်နေပါတယ်။သို့တော်လည်းမိုးရွာနေချိန်လမ်းမထက်မှာချစ်သူစုံတွဲများအတူလမ်းလျှောက်ထွက်ခြင်းများပြနေကြောင်းကိုလည်းတွေ့ရှိရပါတယ်။ထိုအချိန်တွင်လူငယ်တဦးမှလည်းအိပ်ပျော်နေရင်နိုးလာရမှပြည့်စိတ်အကြီးတကောင်ဖြစ်တန်းသွားခြင်းကြောင့်လာရောက်ကြည့်ရှုသူများပြနေကြောင်းသတင်းရရှိပါရဲ့ရှင်။